ဆုံးနေစေသည်ကိုရောရဲ့ရှင်မမဟောင်းတော်ရမရှိဘူးလေတော်မျက်မှောက်တော်နှုတ်ကပတ်တော်ဆိုတာကဘုရားသခင်နှလုံးသားထဲမှာရှိတဲ့အရာဘုရားသခင်နှုတ်တော်ကထွက်လာတဲ့စကားနှုတ်တော်ရဲ့စကားဒီနေ့ဘုရားသခင်တင့်ကိုစကားပြောတော့မှာဖြစ်တယ်ဆရာကတစားပလာပဲဖြစ်တယ်နော်ဒီတဲ့ရောက်လာတဲ့အခါမှာအထူးပဲဝမ်းမြောက်တယ်ကျေးဇူးတော်လည်းအထူးပဲချီးမွမ်းမိပါတယ်ဆရာစံနေတာသူ့အသက်တာမှာဆက်ကပ်ခဲ့ဘူးဆိုရင်သူ့ရဲ့တူးချင်းကောင်းစားဖို့တဲ့ Australia ကိုတွားခဲ့မယ်ဆိုရင်ဒီမဟာချက်တဲ့တော့ရှိချင်မှရှိတာမှာပေါ့နော်ဒီတယောက်တော့သူရဲ့နာခံခြင်းကြောင့်ညာစွာတော့အကျိုးကျေးဇူးခံစားရတာဖြစ်တယ်ဘုရားရှင်နာမဘုန်းကြီးပါစေဆရာကလည်းသူပဲကျေးဇူးတင်နေဆရာရဲ့နာခံခြင်းပေါ်မှာတားရဘုရားကောင်းချီးပေးပါစေကလေးများအခုတော့ဆန်းစုခါတော့ကြပြီခင်ဗျာကလေးများတွေလည်းအထူးပဲဝမ်းမြောက်တယ်သိအရေးကြီးတယ်နော်တခါတခါမိဘတွေကလည်းတာသမီတွေရဲ့ပညာရေးအနာဂတ်အတွက်ပဲစဉ်းစားတယ်ကြီးလာရင်ဆရာဝန်ကြီးတွေအင်ဂျင်နီယာကြီးတွေအောင်မြင်တဲ့စီးပွားရေးသမားတွေဖြစ်စေချင်တယ်ဆရာပြောပြမယ်လောကမှာအောင်မြင်ခြင်းဆိုတာဘုရားသခင်နဲ့အတူတွာလာတတ်ခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ကျမ်းစာထဲမှာငါသားသမီးတို့သည်တမန်တရားနဲ့ကျင်လည်၍တွာလာကြသည်ကိုကြားရခြင်းထက်တာ၍ဝါမြောက်တာမရှိတော့ဘူးဆရာမသားသမီး3ယောက်ရှိပါတယ်မြေ6ယောက်ရှိပါတယ်အမြဲတမ်းဆရာရဲ့အသက်ကြီးလာလေအတောင့်တဆုံးအရာကသူတို့ရဲ့သားသမီးတွေမြေတွေအစဉ်ပြေခြင်းအောင်မြင်ခြင်းထက်ဘုရားသခင်နဲ့အတူတွာလာတတ်တာကိုပဲကြားခြင်းနဲ့သိခြင်းနဲ့နော်သားသမီးတွေဆယ်စကူမှာနှုတ်ကပတ်တော်တဲ့အလူကျေရွတ်ချက်ဖတ်ဖတ်ရွတ်တာတို့နှုတ်ကပတ်တော်နဲ့တွာလာတဲ့အရာကိုကြားရင်အဲ့ဒီဝမ်းမြောက်ခြင်းနဲ့တာယူဝမ်းမြောက်တာမရှိပါဘူးအယံချတ်တာအစဉ်ပြေပြီးတော့မှပျက်စီးနေတာထက်ဆိုင်တော့ဘာမှမရှိတော့တဲ့ဘုရားနဲ့တွာလာခြင်းကတာ၍မင်္ဂလာရှိတယ်ကောင်းပါတယ်လို့နော်ဒါကြောင့်မို့ဆရာမမီမီနဲ့ဆရာမစုပုံချစ်တို့ရဲ့အစီခံခြင်းနာခံခြင်းပေါ်မှာလည်းပြအထူးပဲကောင်းချီးပေးပါစေတာတော်သမီးတို့မြေတို့နော်ကိုကြည်လာကြပြီတမန်တရားနဲ့ပဲတွာလာကြပါတာတော်သမီးတို့ကျောင်းမှာလည်းမြင်ကြမှာပဲရိုးရကလေးတွေဒီအရွယ်ဆိုရင်တော်တော်လေးလမ်းလွဲကုန်ကြတမန်တရားကိုမသိတော့ကြောင်းနော်ဒါတော်မှရိုးရတင်းတော်မှာဘာသာကြီးလေးဘာသာအကြောင်းကိုသူသင်္ကန်းစာနဲ့သင်ခွင့်ပေးတယ်ပြောတယ်ဟုတ်လားဒါရိုးရကြောင်းနော်ဘာသာတရားနဲ့တာ၍ကောင်းတာကအသက်ရှင်တဲ့ယေရှုဖခင်ကြောင့်ဖြစ်တယ်ဟာလေလုယာနောက်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဒီနေ့ဆရာဝေမျှမဲ့နှုတ်ကပတ်တော်ကတာ၍ကြီးသောဘုံရှေးဘိုးဘေးတွေကမာနမုတ်ကိုစားပြီးတော့တည်ကြရတယ်မာနမုတ်ဆိုတာတောင်းကင်ကဆင်းသက်တဲ့မုတ်နော်တဲပေါ်မှာကြောက်လို့လဲသဲနဲ့မရောနှောတဲ့သမိတ်လက္ခဏာနဲ့ပေးတယ်ဖခင်မနေ့တိုင်းနေ့လေတိုင်းညတိုင်းတနတ်ကိုနေ့တိုင်းအတွက်လိုအပ်တဲ့အရာလူပေါင်းတန်းနဲ့ချီတဲ့အရာကိုကျွေးမွေးတဲ့ဖခင်နော်ဖခင်ကကျွန်တော်တို့ကိုအမြဲတမ်းနေတဲ့ဆာရှိစွာကျွေးမွေးခဲ့တယ်ဒီမာနမုတ်ကောင်းလားသိကောင်းတာပေါ့ဒါပဲရှေးဘုရားကမာနမုတ်စားပြီးတော့တည်ရတယ်တဲ့ကျေးဇူးတော်ကားမှာတာ၍ကောင်းသောမုတ်ကိုဘုရားကျွေးမှာဖြစ်တယ်ငါဒီကောင်းကင်မှာဆင်းသက်သောအသက်မုတ်ဖြစ်တယ်အဲ့ဒီအသက်မုတ်ကိုစားတော့နောက်တစ်ဖန်ဘယ်တော့မှမဆန်မငါရတော့ဘူးဘယ်တော့မှမသေးရတော့ဘူးဟာလေလုယာအဲ့ဒါကသခင်ယေရှုခရစ်တော်ဘုရားသခင်ကိုတော်တိုင်ဖြစ်တယ်ငါအသားကိုမစားငါအသွေးကိုမတောက်တဲ့တကွာငါနဲ့မဆိုင်ဘူးတဲ့ဒီနေ့ခရစ်တော်ဘုရားသခင်နဲ့ကျွန်တော်တို့ဘုရားပဂတိနဲ့ဆက်ဆံရတော့အခွင့်ကျွန်တော်တို့ကိုပေးတဲ့ဘုရားတာ၍ကြီးသောဘုန်းကိုပေးတဲ့ဘုရားဖြစ်ကြောင်းကိုဒီနေ့နှုတ်ပတ်တော်အဖြစ်အနေငယ်ခွန်အားပြီးဝေမျှပြီးချင်ပါတယ်ရောက်တဲ့မှာဘုရားသခင်ဒီပါ၍ဖွင့်ပြပါစေဆုတောင်းကြရအောင်ဝိညာဉ်တော်ဘုရားစင်ကြွတော်မူပါတမန်တရားကိုအကျွတ်မဲ့တူတင်ပေးပါတာကျွန်တော်မျိုးနှုတ်ဆက်ပါစကိုလည်းသုံးပါခံယူတဲ့တာသမီးတွေနှလုံးသားကောင်းသောမြေဖြစ်စေလျက်အစတရားတော်အတီးစီဖို့ကိုတော့ကောင်းကြီးပေးပါနားလေရတော့ဖွင့်စီတာနောက်ဆက်နှုတ်ယူဖယ်ရှားမဲ့ဝိညာဉ်စုများကိုလည်းယေရှုနာမနဲ့ဖယ်ရှားပါတယ်ဘုရားခင်အရာတိုင်းလိုချင်တောင်းတတော့စိတ်ခံယူတဲ့ဝမ်းမြောက်စွာခံယူတတ်တော့စိတ်နဲ့ကိုတော့မဆာကောင်းကြီးပေးပါယေရှုနာမနဲ့ဆုတောင်းဆက်ကပါတယ်ဘုရားနှုတ်ကပတ်တော်မှာတွားခင်ရှင်ယောခရစ်ခန်းที่6ထဲမှာတပည့်တော်တွေကိုအိုင်တစ်ဖက်ကိုကူးခိုင်းတယ်အိုင်အလေရောက်တဲ့ခါမှာမုံတိုင်းလိုင်းတဘိုးထန်တဲ့အတွက်ခက်ခဲစွာအသက်လူပြီးတော့ရုန်းကန်နေရတဲ့အချိန်ယေရှုကရေပေါ်မှာလမ်းလျှောက်ပြီးတော့သူတို့စီကိုရောက်လာပြန်တယ်နော်နှုတ်ကပတ်တော်ထဲမှာအထူးသဖြင့်ဒုက္ခရောက်တဲ့အခါမှာဥမကြောင့်ထင်ရှားတဲ့ဘုရားရောက်လာတဲ့အခါမှာတပည့်တော်တွေကယေရှုမှန်သိတဲ့အခါမှာ
ဝမ်းမြောက်စွာလှေတဲ့ကိုခေါ်ဖိတ်တယ်ဝမ်းမြောက်စွာလို့ပြောတယ်တနည်းအားဖြင့်လှေဆိုတော့ကျွန်တော်ရဲ့ဘဝအသက်တာကိုလည်းပုံဆောင်တာဖြစ်တယ်နားလည်စေတာလည်းဖြစ်တယ်ကျွန်တော်ရဲ့အသက်တာမှာနှုတ်ကပတ်တော်ကိုဝမ်းမြောက်စွာခံယူနှလုံးသွင်းခြင်းကကောင်းကြီးမင်္ဂလာဖြစ်တယ်အဲ့လိုယေရှုဘုရားကိုဝမ်းမြောက်စွာလှေတဲ့ကိုခေါ်ဖိတ်တဲ့အခါမှာလိုရာခရီးကိုတမဟုတ်ချင်းတခဏချင်းမှာရောက်သွားတယ်ဒီလူတိုင်းမှာရည်ရွယ်ချက်ရှိကြတာဒီတဲ့ပဲနော်ကလေးလေကလေးအလျောက်ရည်ရွယ်ချက်ရှိတယ်ကြည်လိုက်ဆရာဝန်ဖြစ်ခြင်းနဲ့ဆရာဖြစ်ခြင်းနဲ့နော်စအမျိုးမျိုးပေါ့နော်ကျွန်တော်တို့ဒီရောက်လာတဲ့ခါမှာလည်းအားလုံးကကိုယ့်ရဲ့တိုင်းပြည်မှာအစီမပြေလို့ထွက်လာကြတာဒီပဲလေနော်ဆရာဆို1989ပထမလှိုင်းအရေးကြီးပြီးတော့မှ89မှာထွက်လာတဲ့အုပ်စုထဲမှာပါတာပေါ့နော်ဆရာတို့လည်းဘာမှမလှုပ်ရှားကြိုင်စားတာအစီမပြေတော့လို့ထွက်လာတာပါထွက်လာတော့ကတော့တင်းဥဆရာလို့အမှုတော်ဆောင်မှုထွက်လာတာမဟုတ်ပါဘူးဒါပေမဲ့ဖယားခေါ်တဲ့အခါမှာခေါ်တန်ကြားပြီးနားထောင်ခံယူဝန်ခံလိုက်တဲ့အခါမှာဆရာစာဒီကပေါ့နော်ကျွန်တော်ရည်ရွယ်ချက်တွေပြောင်းသွားတယ်ဖယားတခင်ကဒီနေ့ကြီးစုတော်ကြောင့်အသက်ရှင်ပေးတယ်ကြီးစွာသောလူတွေမြောက်များစွာထောင်းနဲ့ချီပြီးတော့ဝိညာဉ်များကိုရိတ်သိမ်းရတဲ့အခွင့်ဖယားရှင်ပေးတယ်ဒီထက်ကောင်းတဲ့ဘဝတတမရှိတော့ပါဘူးနော်ဖယားတခင်အတွက်အစေခံခြင်းဘယ်တော့မှနောင်တမရမယ့်အလုပ်ကဖယားနောက်လိုက်ခြင်းဖြစ်တယ်ဆရာပြောကြမယ်ခန္ဓာကိုယ်မှာအချိန်ပိုင်းအချိန်ပြည့်ရှိလားဖြေကြပါဦးမိမိခန္ဓာကိုယ်မှာအချိန်ပိုင်းအချိန်ပြည့်ရှိလားမနေ့အရာထကတဲ့ကခန္ဓာကိုယ်တစ်ခုလုံးကဆက်လုပ်ရှားတယ်မဟုတ်ဘူးလားနော်ခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်အဝင်မှန်အလုံးအချိန်ပြည့်ပဲဖယားတခင်ရွေးကောက်ထားသောဖယားတဲ့သားသမီးမှန်ရင်အချိန်ပြည့်အမှုတော်ဆောင်ကြည့်တယ်ပဲနေရာကွာချင်းကွာမယ်တာဝန်ကွာချင်းကွာမယ်ခန္ဓာကိုယ်အဝင်ဖြစ်တယ်တဘောတူနေလားနော်ဆိုတော့ကျွန်တော်တို့ဘုရားကကျွန်တော်တို့ကိုအသက်ရှင်သောရစ်ကိုတောင်းတဲ့ဘုရားနှလုံးသားကိုတောင်းတဲ့ဘုရားငါဒီဘုရားသခင်အတွက်ဘုရားသခင်ကိုရွေးကောက်ပြီးကျေးဇူးတင်တယ်ခုနကတခြင်းလေးကလည်းအရင်ကောင်းပါတယ်နော်ကိုရောပြုတ်သောအရာများကိုကျေးဇူးတင်တယ်ဆိုတဲ့အရာကိုပြန်ပြီးတော့ပေါ်ကျူးထားတဲ့တခြင်းချီးမွမ်းခြင်းဆိုတာကကိုရောပြုခဲ့သောအမှုများအတွက်ချီးမွမ်းတာကျေးဇူးတင်တာကိုးကွယ်ခြင်းဆိုတာကကိုရောကောင်းကြီးပေးမပေးကိုးကွယ်ထိုက်သောဘုရားဖြစ်တော့ကိုးကွယ်တာအင်္ဂလိပ်ကျတော့ we praise him because of what he had done for us worship ကျတော့ we worship him because of who he is ဖျားတဲ့တပါးတည်းသာလင်ကိုးကွယ်ထိုက်သောဘုရားဖြစ်တယ်ငါမတပါးအခြားသောဘုရားမရှိငါမတပါးယုတ်တုစင်တုကိုဥမချဥမညုမကိုးကွယ်ရဒါဖျားတဲ့ပညာချက်ပဲနော်ဖယားစစ်ဖယားမှာကိုယ်ကိုယ်ထဲတော့ဖယားဖြစ်တော့ကျွန်တော်တို့ကကိုယ်ကိုယ်ကြတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကိုရွေးကောက်တာလည်းဖယားပဲနော်တင်ကစမတ်ဖြစ်လို့တော်လို့ဒီဖယားကိုရလို့သာဝရကာလအတွက်စိတ်ချတာမဟုတ်ပါဘူးနော်ကဘာမတီမရှိမိကြတဲ့တင်ကိုဖယားကရွေးကောက်ထားပြီးသားဖြစ်တယ်အချိန်တန်တဲ့အခါမှာမဟာချိုင်ကိုရောက်လာမယ်တရင်စကားကိုကြားမယ်နော်ဘန်ကောက်ကိုရောက်လာမယ်တရင်စကားကိုကြားမယ်ကြားပြီးတဲ့အခါမှာဒီစိတ်ထဲမှာယေရှုကကယ်တင်ရှင်ဖြစ်တယ်ဆိုတာဖွင့်ပြတာလည်းဖရားပဲပေတရုကခရစ်တော်ကိုပြောတယ်ကိုတော်ကခရစ်တော်တည်ဟူသောအသက်ရှင်တော်မူသောဘုရားတကယ်တပါးပြီးတော့တာတော်ဖြစ်တယ်လို့ဝန်ခံလိုက်တဲ့အခါမှာယေရှုဘာတန်ပြောလဲပေတရုဤအကြောင်းအရာသည်တင့်ကိုအသွေးအသားကဖော်ပြတာမဟုတ်ဘူးနော်အသွေးသားဆိုတာလူဆရာတွေအမှုတော်ဆောင်တွေအင်္ဂလိပ်ဆရာတွေဖွင့်ပြလို့မင်းကြားရသိရဝန်ခံရတာမဟုတ်ဘူးကောင်းကင်ဘုံအဖကဖွင့်ပြတော့ကြောင့်တင်သိရတာဖြစ်တယ်ဟာလေလုယာတင့်ကိုဘုရားသခင်ကိုယ်တိုင်ကဖွင့်ပြတာရွေးကောက်တာဖြစ်တယ်ရွေးကောက်ရခြင်းကသူနဲ့အတူရှိဖို့ရတဲ့ဖြစ်တယ်ဒီနေ့ဘုရားသခင်တင့်ကိုချစ်တယ်ဘာလို့ချစ်လဲတက်တည်ရှိတယ်နော်ယောက်ျားလေးတွေတမီးစားဘွားမှာနော်ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲပမာလို့ဆိုတော့ဤစားရအောင်ခေါ်တာပေါ့နော်အင်္ဂလိပ်ကျတော့ caught လုပ်တယ်လို့ခေါ်တယ်ခေါ်တဲ့အချိန်မှာဘယ်လောက်ချစ်တယ်ဆိုတာတက်တည်မပြဘူးလားတက်တည်ပြကြတယ်တက်တည်ထူကြတယ်နော်ဒီနေ့ချစ်တယ်ဆိုတာတက်တည်ရှိရတယ်ဘုရားတခင်ကျွန်တော်ချစ်တယ်တက်တည်ရှိလားရှိတယ်နော်ဒီနေ့မိမိအဆွေတို့အဖို့တို့ကမိမိအသက်ကိုစွန့်ပြီးချစ်တဲ့မြတ်တာဘယ်မှမရှိဘူးတဲ့အဲ့ဒါအကြီးဆုံးမြတ်တာတဲ့ခရစ်တော်လည်းဝါကားတယ်မှာခရစ်တော်ဒီကျမ်းစာလာသည့်အတိုင်းငါတို့အဖြစ်ကြောင့်အသေးခံတော်မူ၏ငါတို့အဖြစ်ကြောင့်
ကျွန်တော်အပြစ်ကြောင့်နော်ငါအပြစ်ကြောင့်ငါတို့ဆိုတာအများကိန်းငါပဲထည့်လိုက်ပါနော်ငါအပြစ်ကြောင့်အတိခံတယ်တနေ့ဆရာကမပြောင်းလဲခင်ပြောင်းလဲခံနီးဒီနေ့စကားဒီအချိန်ချင်းကြားနေပြီဟိုပြောင်းလဲခါဆဲဆဲအချိန်မှာလက်ဖေးတောက်ဖို့အသွားမှာလမ်းဖြတ်ကူးမှာနော်ရန်ကုန်မှာရှိတဲ့အလံပြဖျားလမ်းမှာလမ်းဖြတ်ကူးရင်းနဲ့ရုတ်တရက်ကြီးလေဝါကားတယ်ယူပါယုံမြင်ရတယ်ယေရှုကျွန်တော်စကားပြောတယ်သူကြငါလေဝါကားတယ်မှာအတိခံတာမင်းအတွက်နော်ဟာကျွန်တော်ဟတ်တီသွားတယ်ကိုရောဂျေစုတင်လိုက်တာနေတင်ကိုလည်းဖျားတဲ့စကားပြောပါစေနော်ဒီနေ့တင်ကောင်းတယ်လို့ထင်တော်သူဖြစ်ကောင်းဖြစ်လိမ့်မယ်ဆရာကြီးတို့ကအရင်လိမ်ပါတယ်နော်ကျောင်းမှာကျောင်းကောင်းစီအတွင်းမှုနှစ်ခါဖြစ်တယ်နော်ကျွန်တော်ရှစ်တန်းကစားပြီးတော့မော်နီတာနော်ကျောင်းကောင်းခေါင်းဆောင်ကြီးလေးပဲဆရာတောက်လျှောက်လှုပ်လာတာဆရာဒီရှိပါအင်မတန်မှမျက်နှာရတယ်နော်ဆရာဒီဆရာမဒီကျွန်တော်ရဲ့အိမ်စာစာအုပ်တွေမနိုင်မနစ်တည်လိုက်ဆရာပြေးပြီးတော့တည်တယ်ရေအိုးမှာကျွန်တော်တို့ကျောင်းသားဘဝတော့နော်အတင်းလေးတင်းရှိတယ်မဟုတ်လားကျွန်တော်အတင်းလေးတင်းကတပတ်ကိုတင်းတောင်ယူရတယ်ကိုယ့်ရဲ့အတင်းမဟုတ်ပေမဲ့ရေအိုးမှာရေမရှိဆရာကတော့ခပ်ပြီးတော့ထည့်တယ်တချို့လူတွေကဆရာကိုဒီလူကအရင်ဖားတတ်တဲ့ငါဖားဆိုပြီးတော့ကိုယ်ရမှာတူတူတိပြောကြတယ်ဆရာယူမဆိုင်ပါဘူးဖားတယ်ဆိုတော့အခွင့်အရေးလိုချင်လို့လောက်တာမျက်နှာရှာတာစေတနာစိတ်နဲ့လောက်တာကဖားတာမဟုတ်ဘူးနော်ဘယ်သူပါပြောနော်အေးစီပဲဘာမှမတုံ့ပြန်ဘူးနော်ဆိုတော့ပြောချင်တဲ့အရာကဆရာကလူကောင်းလို့ထင်တယ်ခရစ်တော်နဲ့တွေ့သွားတဲ့ခါကျတော့အော်ငါလည်းအပြစ်သားတဲ့ကအပြစ်သားပါလားရှင်ပေါလုဆိုဘယ်တော့ထိပြလဲအပြစ်ဘယ်တော့ထိပြောလဲအပြစ်သားတဲ့ငါကအကြီးဆုံးသောအပြစ်သားပါတဲ့ဘယ်သူရဲ့ကျွန်မမဟုတ်ပေမဲ့လူတကာကိုရဖို့ရငါလူတကာရဲ့ကျွန်ပါလို့ဘုရားခံတယ်ဒီလူဆိုတာမာနကြီးကြတယ်နော်သူများအတွက်နည်းနည်းအောက်ကျုပ်ရမယ်အလုပ်အောက်ကျမယ်အလုပ်ဆိုတိတ်ပြီးတော့မလုပ်ချင်ကြဘူးဒါပေမဲ့ရှင်ပေါလုကအဲ့ဒီလူပြောင်းလဲဖို့အရေးတာဆိုရင်တော့ဗာလဲငါလူတကာရဲ့ကျွန်ဖြစ်တယ်လို့ခံယူတာရှင်ပေါလုကပညာတတ်ချမ်းသာကြွယ်ဝတဲ့ဖာရိရှဲနော်ဒါပေမဲ့ခရစ်တော်နဲ့ပတ်သက်လာရင်တော့သူကအရာခတ်သိမ်းကိုရှုံးသောအရာကဲ့သို့မှတ်တယ်တဲ့ဘယ်လောက်ဒီပြောလဲဆိုရင်လောကမှာရှိတဲ့အရာအားလုံးကမစင်ကဲ့သို့မှတ်တယ်ဖခင်ကောင်းမြတ်လွန်အားကြီးလို့လောကအရာတွေဘယ်လောက်ပဲကောင်းဖခင်နဲ့ပတ်သက်လာတာကအလကားပဲလို့သူကသတ်မှတ်ခဲ့တဲ့ဖခင်ဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကြတဲ့အခါမှာတာ၍ရှိသောဘုံနှစ်ကောအခန်းကြီး3အငယ်7တစ်ချက်ထိုးပေးပါလားနော်နှစ်ကောအခန်းကြီး3အငယ်7ရှေးပိုးမိတွေကမာနမို့စားပြီးတေရတယ်ဂျေဇုတော်ကလာမှာအသက်မို့စားပြီးတော့မတေရတော့ဘူးတာ၍ကောင်းသောဂျေဇုပြုခြင်းခံရတော့သူများဖြစ်တယ်ဟာလေလုယာတွေ့လားဟုတ်ပြီဖတ်ရအောင်ပယ်ရှင်းရသောအရာသည်ဘုံရှိလျင်တည်နေသောအရာသည်တာ၍ဘုံရှိလိမ့်မည်ဘာကိုပြောတယ်လဲလို့ပြောတဲ့အခါမှာမောရှေအားဖြင့်တိနာတောင်ပေါ်မှာဖြတ်ခင်ကပထမပဋိညာဉ်တရားကိုပေးတာဖြစ်တယ်နော်အဲ့ဒါကပထမပဋိညာဉ်တရားအဲ့ဒါကဘာလဲပညတ်တော်10ပါးပညတ်တော်ကဖျားပြီးတဲ့ကြောင့်ဘုရားထံမှာလာတဲ့အရာကမကောင်းလားကောင်းတယ်ဒါပေမဲ့အားမရှိဘူးတဲ့လူကိုလုတ်ခိုင်းတယ်လူကမလုတ်နိုင်ဘူးတဲ့ဒါကြောင့်မို့လူတွေကပညတ်တရားအဖြစ်ကယ်တင်ခြင်းတော့မရောက်နိုင်တဲ့အတွက်ကောင်းရာကိုမရောက်နိုင်တဲ့အတွက်မလိုက်လျှောက်နိုင်တဲ့အတွက်ဘုရားသခင်ကိုယ်တိုင်ကပဲနော်အမြဲတည်မဲ့ဒုတိယဝတ်လို့ခေါ်တဲ့ဒုတိယပဋိညာဉ်ဆိုတာသဘောတူစာချုပ်အသွေးနဲ့ပြုတော့စာချုပ်ယေရှုလက်ဝါးကတည်းကအသေးကပြအသွေးသွင်းပြီးတော့အဖခမီးတော့သူကြားထဲမှာလူကြီးအတွက်ဂတိတစ္ဆာပဋိညာဉ်ပြုခဲ့တယ်ယေရှုခရစ်တော်အသွေးကိုယုံကြည်လက်ခံတော်သူတိုင်းအပြစ်လွတ်ပြီးတော့ထာဝရကယ်တင်ခြင်းကိုရမယ်အဖခမီးတော့သဘောတူတယ်ဒါဆိုရင်ကျွန်တော်ကိုခန္ဓာကိုပေးပါဖျားဖြစ်တဲ့အတွက်အသေးခံလို့မရဘူးလေဟုတ်တယ်နော်ဖျားဆိုတာတည်ခြင်းကိုအောင်တဲ့ဖျားမတည်တဲ့ဖျားဖြစ်ရမယ်ဖျားစစ်ဖျားမှန်ဆိုရင်မတည်ရဘူးလောကမှာပွင့်ခဲ့တဲ့ဖျားတွေအများကြီးရှိပေမဲ့ယေရှုကလောကကပွင့်တဲ့ဖျားမဟုတ်ဘူးကောင်းကင်ကရှိတော်ဖျားဖြစ်ပြီးတော့မြေကြီးပေါ်မှာလူစားတိခံပြီးကြွလာရခြင်းဒီလူစားတိခံပြီးအပြစ်သားများကဲ့သို့ရည်တွေ့ဝေတဲ့ပညာတရားအောက်မှာမွေးဖွားခြင်းခံပြီးတော့အပြစ်သားအားလုံးအပြစ်ကိုယူတင်ဆောင်ရွက်တယ်သူ့အပြစ်ပါလို့ခံယူပြီးတော့မှအသေးခံပြီးအပြစ်ကျွေးဆပ်ပြီးတဲ့ဖျားဒီနေ့တိုင်အောင်လို့ယေရုရှလင်မြို့မှာအလောင်းမဲ့တင်ချိုင်းကိုရှိပါတယ်တွားကြည့်လို့ရပါတယ်ဒီနေ့ tourist attraction အနေနဲ့ဒီနေ့လူတွေတွားကြတာဖြစ်တယ်ယေရုရှလင်မြို့ကိုတွားရင်တွေ့နိုင်ပါတယ်နော်ဘာမှမကြံခဲ့ပါဘူးစပင်လည်းမကြံခဲ့ဘူးတွားလည်းမကြံခဲ့ဘူးအယိုးလည်းမကြံခဲ့ဘူး
ရှင်ပြန်ထပ်တော့တဲ့ဘုရားဖြစ်တယ်ဟာလေလုယာတေခြင်းကိုအောင်တော့ဘုရားတဆူတီတော့နေစာထာဝရဘုရားဆိုဒီဘုရားကဘာပြောလို့ဆိုလို့ရှိရင်ပယ်ရှင်းရတော့အရာဒီဘုံရှိလင်းတဲ့တည်နေတော့အရာဒီတာ၍ဘုံရှိလိမ့်မယ်အဲ့ဒါကဘာကိုပြောတယ်လဲဆိုတာကိုဆရာဆက်ပြီးရှင်းပြအောင်မှာဖြစ်တယ်နိကော37မှာနော်နိကော30အောက်ဘက်မှာနော်ထိုမှတပါခုနှစ်မှာအငယ်ခုနှစ်မှာအပေါ်မှာထိုမှတပါပျောက်တတ်သောရောင်ချီကြီးဟူသောမောရှေ၏မျက်နာမှထွက်သောရောင်ချီကြောင့်ဣသရေလအမျိုးသားတို့သည်သူ၏မျက်နာကိုစစ်စစ်မကြည့်ရှုနိုင်သည်ကိုတိုင်အောင်ကြောက်ပြားပေါ်မှာရေခရာတင်၍ရေးထားသောတေခြင်း၏တရားသည်ဘုံအနုဘော်နှင့်ပြည့်စုံသည်မှန်လျင်ခဏရမယ်နော်ခုနှစ်မှာခဏရထားမယ်ဆိုတော့မောရှေကတိနတ်တောင်ပေါ်မှာရက်40ဘုရားနဲ့တော့အချိန်ယူတဲ့အချိန်မှာဘယ်သူမှတောင်ပေါ်တောင်ချီရင်တော့မကတ်ရဘူးတောင်ချီရင်လာပြီးတော့တောင်တိုက်လို့အလုံးငါပြည့်စုံရလူရောတေးရမယ်မောရှေတရားပဲဘုရားနဲ့အချိန်ယူတဲ့အချိန်ရက်ပေါင်း40ကြာသွားတယ်နော်ကြောက်ပြားပေါ်မှာဘုရားတခင်မျက်စိကထွက်တဲ့ရောင်ချီတော်နဲ့ပြညတ်တော်ရေးတဲ့အခါမှာအဲ့ဒီချိန်အခါတော့ကလေးစားဆိုမရှိသေးပါဘူးနော်လူလက်နဲ့အင်မတန်တော်တဲ့ဘုရားထွင်းတဲ့အရာနဲ့လေးစားနဲ့ထွင်းတာကမတူဘူးနော်လေးစားနဲ့ထွင်းတဲ့အရာကအရင် sharp ဖြစ်တယ်အရင်ပြတ်သားတယ်နော်တိုက်ရတယ်ဆိုတော့အဲ့ဒီကြောက်ပြားကိုကျိုးပဲ့သွားတဲ့အရာကိုပင်လေအောက်တော့ပြန်တွေ့တဲ့အခါမှာလေးစားနဲ့ထွင်းထားတဲ့ကဲ့သို့ထင်ရှားပြတ်သားတယ်လို့သိပ္ပံပညာရှင်တွေကတက်တည်ထူတယ်အဲ့ဒါဖျားရဲ့လက်ရတော်ဖြစ်တယ်အဲ့ဒီကြောက်ပြားကိုခံယူပြီးတော့မောရှေတည်လာတဲ့အခါမှာအဲ့ဒီကြောက်ပြားကဘာလဲပညာတရားဟောင်းတေတတ်တော်တရားနော်ဘာမှမပြောလို့ဆိုလို့ရှိရင်နော်တေခြင်းဤတရားဒီတဲ့အခရာတင်၍ရေးထားသောတေခြင်းဤတရားပညာတရားကအပြစ်ရှိရင်တေရမယ်လို့နော်ရေးထားတဲ့ပညာတရားကအဲ့ဒီပညာတေခြင်းကိုရေးအခရာတင်ထားတဲ့ကြောက်ပြားတောင်မှဘုရားလက်ရတော်နဲ့ရေးထားတဲ့အရာမောရှေယူဆောင်လာတဲ့အခါမှာမောရှေကအဲ့ဒီရဲ့ဘုံရဲ့ထင်ဟခြင်းမျက်နာကထွန်းတောက်လုံးအကြည့်လို့ဘာဖြစ်လဲ veil ကာရတယ်။နောက်ကျွန်တော်တို့မင်္ဂလာဆောင်တဲ့ကမှာတို့သမီးတွေကဘာဖြစ်လို့ veil ကာလဲယေရှုခရစ်တော်ရဲ့တို့သမီးကညာအနေနဲ့ပုံဆောင်တာဖြစ်တယ်နော်ယေရှုခရစ်တော်တိမ့်ပိုင်မဲ့တို့သမီးကညာကယေရှုခရစ်တော်ရဲ့ဘုံကြောင့်မျက်နာကထွန်းတောက်လုံးအကြည့်လို့လူဒီမျက်နာမမြင်ရဘူးဆိုတဲ့အရာကိုပုံဆောင်တာဖြစ်တယ်။ထိုမြတ်မကားတဲ့အငယ်၈ရောက်လာပြီနော်ဝိညာဉ်တော်တရားသည်ဘုံအနုဘော်နှင့်အလုံးပြည့်စုံလိမ့်မည်မဟုတ်လောပြပြီးခဏလာမယ်နော်တော့ဒုတိယပဋိညာဉ်တရားရောက်လာတဲ့ကမှာပထမပဋိညာဉ်တရားကိုပယ်ပလိုက်တယ်ဘယ်အချိန်မှလဲလက်ဝါးကားတယ်မှာအသေးခံပြီးအသွေးသွင်းတဲ့အချိန်နော်ဒုတိယဝတ်ကိုတည်စေခြင်းကပထမဝတ်ကိုပယ်လိုက်တယ်နော်ပထမဝတ်ကပဋိညာဉ်တရားဟောင်းဖြစ်တယ်ပညာတရားဟောင်းတယ်အထိန်ဖြစ်တယ်ဒါပေမဲ့တာ၍ကောင်းတဲ့အရာကဒုတိယဝတ်ကလူကမလုံနိုင်တဲ့အတွက်ဘုရားဘက်ကဂျေစုပြုပေးသောဂျေစုတရားကယ်တင်ခြင်းတရားအပြစ်လွတ်ခြင်းတရားတာ၍ကြီးသောဘုံတာ၍ကြီးသောရောင်ချီအပြစ်ဒီနေ့ကြွလာတဲ့တရားဖြစ်တယ်ဆိုတာကိုနားလည်စေခြင်းလေအပြစ်စီရင်တော်တရားဒီဘုံအနုဘောရှိလင်းတဲ့ပညာတရားဟောင်းကအပြစ်ကိုခေါ်ပြတယ်အပြစ်ကိုစီရင်တယ်ပညာတရားအဖြစ်အပြစ်ကိုသိရတာဖြစ်တယ်ပညာတရားအပြစ်ကိုသိရပြီးတော့ထိမ့်ပေးတာပညာတရားတာမပြီးခင်ရင်နော်တရားဟောင်းတာမရှိခင်လူကဖျားမဲ့တရားမဲ့ဖြစ်ချင်တိုင်းဖြစ်ကြတော့မှာစာရမဏေစကားကိုနားထောင်ပြီးစာရမဏေကိုနှလုံးသားထဲမှာခံယူလိုက်တဲ့အချိန်ကစပြီးတော့လူရဲ့နှလုံးကစိုးညစ်သွားတယ်နော်အပြစ်တရားကရောက်လာတဲ့အခါမှာကဲလူတတ်တာအပြစ်မဟုတ်ဘူးသူ့သားမယားကိုပြမတာအပြစ်မဟုတ်ဘူးတရားရုံးကလည်းရဲတယ်လည်းမဖတ်ဘူးဆိုဘယ်လိုနေမလဲအာကြီးသူကအာနေသူကိုလှုပ်ချင်တိုင်းလှုပ်အနိုင်ကျင့်တိုင်းကျင့်တော့မှာမဟုတ်ဘူးလားတခါတော့ကဒီ Hollywood ရုပ်ရှင်တစ်ခုမှာသူ့ရဲ့ရည်ရွယ်ချက်ကကဘာကြီးမှာလူတွေကဘာကြောင့်အပြစ်လုပ်ကြတယ်လဲဆိုရင်ထိမ့်ချုပ်ထားလို့ရအာကြီးလို့ထိမ့်ချုပ်လေးလေးအပြစ်များလေးလေးတဲ့ဒါကြောင့်မို့တစ်နှစ်မှာတစ်ခေါက်ထိမ့်ချုပ်စရာမရှိတဲ့เนาะကြိုက်တာလုပ်လို့ရတဲ့အခွင့်များပေးရင်အပြစ်များနည်းသွားမလားဆိုတဲ့စိတ်ကူးနဲ့ရုပ်ရှင်တကားရိုက်တယ်ကြောက်စရာကြီးအဲ့ဒီတစ်နှစ်မှာတရက်ကိုတတ်မှတ်ပေးတယ်မနေ့ည6နာရီထိုးတာနဲ့နောက်မနေ့6နာရီအထိကြိုက်တာလို့လူပဲတတ်ခိုးပဲကိုတ냐ပဲတက်မတေးပဲချင်းချင်း
ဘာအပြစ်မှမရှိဘူးရဲတယ်လုံးဝအလုပ်တော့ပဲချိန်ကိုရိုနာအဲ့ဒီရုပ်ရှင်မှာဇက်ဆောင်မိသားစုကအာမခံတကားအာမခံတော့တယ်လုပ်ပြီးတော့ချမ်းသာကြွယ်ဝတယ်နော်ဆိုတော့သူ့ရဲ့အိမ်ကြီးနဲ့ချင်းနဲ့သူ့ကိုမနာလို့တယ်ဇလန်ကတော့သူပြောမယ်ဆိုရင်ည6နာရီလဲထိုးရောလူမဲတယောက်ကပြေးပြီးနောက်ကနေပြီးတော့သူ့တတ်ချင်လို့ဒီကလိုက်ပြီးတော့လိုက်လာကြပြီအဲ့ဒီတထေးရဲ့အိမ်ရှိမှာတကားလာခောက်တော့ကလေးငယ်လေး9နှစ်အရွယ်လေးကလက်ဆော့ပြီးတော့ remote control နဲ့တကားတာမလီတကားအာမခံတကားဖွင့်ပေးလိုက်တယ်အဲ့ဒါကဝင်လာပြီးပုံးလိုက်တကားလည်းပြန်ပိတ်သွားရောအဲ့ဒီလူကဘလို့မှတကားဖြစ်လို့မရတဲ့ခံခန့်တဲ့တကားနောက်ဆုံးပြောမယ်အဲ့ဒီအချိန်မှာအပြင်မှာလည်းဖြစ်ချင်တယ်ဖြစ်တတ်ချင်တယ်တတ်ဖြတ်ချင်တယ်ဖြတ်မသေးချင်တယ်ဖြစ်နေတဲ့အချိန်အဲ့ဒီအိမ်ကိုလည်းအကြီးကြီးတများလို့ဖျက်ဆီးကြတယ်နောက်ဆုံးကြတော့ဒီမနေ့4နာရီ5နာရီလောက်မှာသူအဲ့ဒီတကားဖြစ်လို့ရသွားတယ်အဲ့ဒီကလူမဲကလည်းပုံနေတယ်လူမဲရှိမှလည်းမိဘတွေမသိကလေးတော့သိတယ်နောက်ဆုံးအဲ့ဒီမိဘတွေကိုအခါမှထားပြီးတော့အဲ့ဒီလူစုကတပ်ဖို့ကြံစည်တဲ့အချိန်မှာအိမ်ကြီးနဲ့ရောက်လာပြီးတော့လာကယ်တယ်ကျေးဇူးတင်တယ်ဝမ်းသာလိုက်တာလာကယ်တော့ကေတီရှိလောက်တော့ဘယ်ဟုတ်မလဲသူတို့လက်နဲ့သူတို့ကိုယ်တတ်ချင်လို့သူတို့လာတပ်တဲ့လူတွေကိုသူတို့နေလင်းပလိုက်တာအချုပ်ပြောမယ်ဆိုတော့အဲ့ဒီအရာလေးကကြောက်စရာအင်မတန်ကောင်းတဲ့အရာဖြစ်တယ်နော်ဆိုတော့နောက်ဆုံးတော့အဲ့လူမဲကသူတို့လည်းပြန်ပြီးတော့ကယ်သွားတယ်မနေ့6နိုင်ထိုးသွားတော့ရဲတယ်ပြန်လို့တော့အဲ့ဒီနေတာကုံဆုံးသွားတယ်သူတို့ရဲ့လုံနိုင်တဲ့အခွင့်ပြီးဆုံးသွားတာပေါ့နော်ပညာတရားသာမရှိခဲ့ရင်လူတွေကလှုပ်ချင်တာလှုပ်ပြီးတော့အင်မတန်ကြောက်စရာကောင်းတဲ့ကဘာကြီးဖြစ်လာမှာဖြစ်တယ်ဒါပဲပညာတရားအဖြစ်လူအသက်ကိုတတ်ရင်နော်ကျွန်တော်တို့မျက်စိအတွက်မျက်စိသွားအတွက်သွားနော်ဟိုတုန်းကကလေးစားချီခွင့်ရှိတဲ့ဥပဒေတွေရှိလာခဲ့ကြတယ်ဥပဒေကအထင်ကောင်းလားကောင်းတယ်ဒါပေမဲ့အားမရှိဘူးလူကိုမကယ်နိုင်ဘူးဘာကြောင့်လဲလူကမလုပ်နိုင်ဘူးချင်းကျိုးလိုပဲနော်ကျွန်တော်စံကေချင်းကျိုးအဆက်ပေါင်း900ရှိတယ်ဆိုတော့900မှာတစ်စစ်ပဲပြုတ်သုံးလို့မရတော့ဒီနေ့ပညာတရားအားလုံးထိန်းနိုင်ခဲ့မဲ့တစ်ခုချိုးဖောက်ရင်ကျန်တဲ့အရာအားလုံးချိုးရတဲ့အတူတူပဲဆိုပညာတရားအားဖြင့်ဘယ်သူမှလို့ရမရောက်နိုင်ဘူးဒါအားလုံးသိပါတယ်ဒါကြောင့်မို့ဖခင်ဘက်ကနေပြီးတော့ဂျေဇုပြုပေးတာဟာလေလုယာနော်ဆိုတော့ဒီညမှာဘုရားဘက်ကဂျေဇုပြုပေးတဲ့အရာကိုဒီနေ့ကျွန်တော်တို့ကသိမြင်ဖို့ရအတွက်အရေးကြီးတယ်အပြစ်စင်တတော်တရားဒီဘုံအနုဘောရှိရင်သူများမကဖြောက်မှတ်စင်တတော်တရားဒီဘုံအနုဘောနဲ့တာ၍ကျေဝပြည့်စုံနိုင်မည်နောက်ဖြစ်သောဘုံဒီအလွန်မြတ်သောကြောင့်နောက်ဖြစ်သောဘုံကယေရှုခရစ်အဖင်တည်မဲ့ဒုတိယဗဒိညင်တရားဒုတိယဝတ်ဖြစ်တယ်တာ၍ကျေဝပြည့်စုံနိုင်မည်နောက်ဖြစ်သောဘုံဒီအလွန်မြတ်သောကြောင့်ဘုံရှိသူသောအရာဒီဘုံွယ်လျက်ရှိ၏ပေရှင်သောအရာဒီဘုံရှိလင်တည်နေသောအရာဒီတာ၍ဘုံရှိလိမ့်မည်ပေရှင်လိုက်တဲ့တေတတ်တဲ့ပညာတရားတော်မှာဘုံရှိမယ်ဆိုရင်အမြဲတည်မဲ့ယေရှုခရစ်အဖင်ပေးမဲ့ဘုံကတာ၍ဘုံရှိလိမ့်မယ်တဲ့ဒီမှာဝရိစောဘူးတဲ့လူရှိလားဟုတ်ပြီဝရိစောလိုက်တဲ့ထွက်လာတဲ့အလင်းကဒီအလင်းထက်ထောင်ပေါင်းများစွာပိုလင်းတယ်နော်ဆရာကဒီမှာဝရိမစောပြီးဒီလင်းအောင်ပြရဒါမှဝရိစောလိုက်တဲ့ဒီဝရိစောတဲ့အလင်းကခြာထွက်လာတယ်အလင်းကိုမျိုးဆက်တဲ့ဝရိစောတဲ့နောက်ဆုံးချင်းဒီကိုကြည့်တယ်ဝရိမစောပြီးဒီကနေ့ဝရိစောလိုက်တဲ့ကမှာဒီအရှင်ကအားများတဲ့အတွက်ဒီကဒီနေ့ဒုတိယဝတ်ဖြစ်တဲ့ဘာဖြစ်ချင်းရဲ့ဘုံရောက်လာတဲ့ကမှာဘာတော့ဘုံကမှိန်သွားတယ်ပျောက်ကွယ်သွားတယ်ဒါကိုပြောတာဆိုတော့29ရောက်လာတဲ့ခါမှာမောရှေဒီတက်တီခံချက်ကြောက်ပြားနှစ်ပြားကိုကင်လျက်တိနတောင်ပေါ်မှာဆင်းသက်သောအခါမိမိနဲ့ဘုရားသခင်နှုတ်ဆက်တော်မူသောကြောင့်မိမိမျက်နှာအယေထွန်းပကြောင်းကိုမိမိမသိနော်သူဘုရားသခင်နဲ့အချိန်ယူတာရက်ပေါင်း40ကြာသွားတဲ့အခါမှာသူဆင်းလာတဲ့အခါမှာသူမျက်နှာထွန်းပနေတာကိုသူ့ကိုယ်သူတော့မသိဘူးတဲ့အာရုန်နဲ့ဣသရေလအမျိုးသားပေါင်းတို့ဒီမောရှေကိုမြင်သောအခါသူ၏မျက်နှာအယေထွန်းပသောကြောင့်သူတို့သည်မချင်းမကပ်ဝန်းကြမောရှေသည်သူ့ကိုခေါ်၍အာရုန်နှင့်ပရိသတ်ကြီးတို့သည်ချင်းကပ်ကြလျင်မောရှေသည်နှုတ်ဆက်လေ၏ထိုနောက်ဣသရေလအမျိုးသားအပေါင်းတို့သည်ချင်းကပ်ကြလျင်တိနတောင်ပေါ်မှာထာဝရဘုရားမိန့်တော်မူသည်ကိုသူတို့အားဆင့်ဆိုလေ၏
မောရှိသည်သူတို့အားဟောပြော၍မပြီးမီမိမျက်နှာကိုဖုံးအုပ်လေ၏ထာဝရဘုရားရှိတော်သို့ဝင်၍လျှောက်သောအခါမထွက်မီတိုင်အောင်မျက်နှာကိုချွတ်ထား၏ထိုတဖန်ထွက်၍အမိန့်တော်ကိုဣသရေလမျိုးတို့တော်ဆင့်ဆို၏မျက်နှာ၏အရေးထွန်းပကြောင်းကိုဣသရေလမျိုးတို့သည်မြင်ကြလျင်တဖန်အထဲသို့ဝင်၍မလျှောက်မီတိုင်အောင်မိမိမျက်နှာကိုဖုံးအုပ်ပြန်၏မောရှိရဲ့မျက်နှာဘလောက်ထိထွန်းပလဲဆိုတာကိုတက်တည်နဲ့မတန်းတင်ထားခဲ့တာဖြစ်တယ်ဒီနေ့ဆရာပြောမယ့်အရာကတာ၍ကြီးသောဘုံဆိုတော့ကအဲ့ဒီတဲ့တာ၍ကြီးမားသောဘုံကိုတင်တဲ့ကျွန်တော်ကိုဘုရားကယေရှုခရစ်အားဖြင့်ပေးတဲ့အကြောင်းအရာဒါကိုသိဖို့လိုတယ်တမန်တရားကိုသိပြီးတော့ကယ်တင်ခြင်းတို့ရောက်၍တမန်တရားကိုသိဖို့ဘုရားအလိုရှိတယ်အာမင်တော့သင်ဒီတာမန်လူမဟုတ်ဘူးဘုရားရွေးကောက်တော်ဘုရား၏သားသမီးတွေဘုရားရဲ့ဘုံကျင်းဝတ်သောခန္ဓာကိုဝိညာဉ်တော်ကျင်းဝတ်သောခန္ဓာကိုဘုရားရဲ့ဘုံကိုတည်ဆောင်တော်သူများဖြစ်တဲ့အတွက်နော်သင်ဒီဒီအရာကိုသိတဲ့အခါမှာတာ၍ဘုရားခင်အတွက်အသက်ရှင်နိုင်မှာဖြစ်ပါတယ်ခမည်းတော်ကျမ်းခန်းကြီး33အငယ်20နဲ့23မှာတို့ရာတွင်သင်ဒီငါမျက်နှာကိုမမြင်နိုင်ရာငါမျက်နှာကိုမြင်လျင်အသက်ရှင်ရသောလူတစ်စုံတစ်ယောက်မျှမရှိဘူး၍၎င်းငါအနားမှာနေရာတစ်ခုရှိသင်ဒီကြောက်ပေါ်မှာရရမည်ငါဘုံလျှောက်သွားသောအခါတင့်ကိုကြောက်ကြား၌ငါတွင်ထား၍ငါကြောက်သွားသည့်အခိုက်တင့်ကိုငါလက်နှင့်ဖုံးအုပ်မည်ငါလက်ကိုတိတ်ရုပ်သောအခါငါ၏ကြောကိုတည်းမြင်ရမည်ငါ၏မျက်နှာမမြင်ရဘူး၍၎င်းမိန့်တော်မူ၏မောရှိကတောထဲမှာတိုးကြောင်းနေတဲ့အချိန်ဘုရားခင်ကအလင်းအပြည့်မိအပြည့်ဖွင့်ပြပြီးတော့ရွေးကောက်တဲ့ဘုရားနဲ့ဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ဘူးသောသူဘုရားရွေးကောက်သောသူမောရှိရဲ့အသက်တာ၄ပိုင်းတွေ့ရတယ်ပထမနှစ်40ကနန်းတော်မှာအိမ်ရှိဆံမင်းသားအနေနဲ့ကြီးပွားလာတာနောက်တာနှစ်40ကတောထဲမှာတိုးကြောင်းတဲ့ဘဝနဲ့သူရှိခဲ့ရတယ်နောက်တာနှစ်40ကတော့တက်80ပြည့်တဲ့ခါကျမှခါနန်ပြည်ကိုဒီလူတွေကိုကယ်တော့ဖို့အတွက်သူ့ကိုဘုရားစပြီးတော့သုံးတာဖြစ်တယ်မောရှိအသက်ဘယ်လောက်မှစသုံးလဲ80ကျမှဘုရားကစပြီးတော့သုံးတာဖြစ်တယ်ဒီမှာတက်80ဘယ်သူမှမရှိသေးပါဘူးเนาะဆရာစံနေကတော့ကျွန်တော်တက်90နဲ့မှ၄နှစ်ဆိုတော့အကြီးဆုံးပေါ့ဆရာက69နှစ်ဆိုတော့ဒုတိယအကြီးဆုံးဖြစ်ပါလိမ့်မယ်ဒီနေ့မှာเนาะဆိုတော့ဘုရားခင်ရဲ့ basic အချင်းကျွန်တော်ငယ်သေးတယ်အာမင်အများကြီးအမှုဆောင်ရအောင်မယ်ဂလာတိအခန်းကြီး ကိုလောသဲခန်းကြီး1အငယ်နဲ့19နဲ့18ကိုချက်ဖတ်ရအောင်ကိုလောသဲ1 19နဲ့18တဘာအမျိုးသားတို့တွင်ဤနဲ့နေသောအရာနှင့်ဆိုင်သောပဟာစည်းစိမ်ကအဘယ်များသောကြီးဒီကိုတန်ရှင်းသူတို့သည်တိစေခြင်းဟာဘုရားသခင်အလိုတော်ရှိ၏ခဏရမယ်ခဏနော်တဘာအမျိုးသားဆိုတာကဣသရေလလူမျိုးမဟုတ်တဲ့ကျွန်တော်တို့တွေကိုပြောတာအရင်ကတဘာအမျိုးသားဆိုတာဘုရားရဲ့လူမဟုတ်ဘူးဘုရားသခင်နဲ့လည်းမဆိုင်ဘူးအိမ်တော်သားလည်းမဟုတ်ဘူးဂရိတော်နဲ့လည်းမဆိုင်တဲ့ဘယ်လို့မှမျိုးလင်းချက်မရှိတဲ့လူမျိုးတွေဖြစ်ပေမဲ့ယေရှုခရစ်တော်လက်ဝါးကားထဲမှာအသေးခံခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဗိမာန်တော်ကအထစ်စကနေအောက်ဆုံးကွဲသွားပြီးတော့လူတိုင်းအတွက်ခရစ်တော်ကတည်ဆောင်လာတဲ့တာဝေကြီးများတာဝေကြီးမားသောမဟာအကြံစီတော်ကြီးမားသောဂတိတော်ကြီးမားသောဘုံဒီကျွန်တော်တို့ဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်ထိုစည်းစိမ်ကဘုံအတ္တကိုမျောလင့်ခြင်းအကြောင်းတည်းဟူသောသင်တို့အထက်၌တပိတည်တော်မူသောခရစ်တော်ပေသည်အဲ့ဒီဘုံကဘာလဲဆိုရင်ကျွန်တော်အထက်မှာတည်တဲ့ခရစ်တော်ဖြစ်တယ်ကျမ်းစာထဲမှာဘုရားခင်ကငါဤဘုံကိုငါဘုသူ့ကိုမှငါမပေးဘူးမောရှိကဘုရားဘုံကိုအယံမြင်ချင်းတွေ့ဘူးမြင်ဘူးခဲ့တော့ဖြစ်တယ်အယံထပ်ပြီးတော့မြင်ချင်းတွေ့ချင်တယ်ဖြစ်တယ်ဘုရားမပိုင်သူဘာမှမလုပ်ချင်တဲ့သူเนาะဒီနေ့ကျတော့ဣတလမျိုးတွေကပြစ်မှားပြီးနွားတငယ်ရုပ်ကိုးကွယ်လာတဲ့အချိန်ဘုရားခင်ကပြောတယ်ငါမင်းတို့နဲ့တူငါမသွားတော့ဘူးတဲ့မောရှိမင်းတယောက်လည်းသွားတော့ငါသွားရင်ဒီလူတွေကိုတောထဲမှာငါအမျက်ထွက်ပြီးတော့ဖျက်ဆီးမိလိမ့်မယ်တဲ့ငါမသွားတော့ဘူးမောရှိကကိုတော်မပိုင်ကျွန်တော်လည်းဘယ်မှမသွားပါဘုရားခင်ဘုံဘုရားခင်ဘိတ်သိက်ဆိုတာဘုရားခင်မျက်မှောက်တော်အတူရှိခြင်းဖြစ်တယ်အာမင်လိုက်ဆိုပေးပါအစဦး၌နှုတ်ကပတ်တော်ရှိထိုနှုတ်ကပတ်တော်သည်လည်းဘုရားခင်နဲ့အတူရှိထိုနှုတ်ကပတ်တော်သည်လည်းဘုရားခင်ဖြစ်တော်မူ၏ရပြီဆိုတော့ဘာမှမရှိခင်နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်နဲ့တူတူရှိလေဘုရားသခင်ရှိတယ်ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်ဘုရားပြောတဲ့စကားဘုရားဖြစ်တယ်ဘုရားသူ့စကားနဲ့သူအမြဲတမ်းအတူရှိတယ်အဲ့ဒါဘုရားပဲနော်ဘာမှအဲ့ဒီအတူရှိတဲ့ဘုရားနှုတ်ကပတ်တော်ရှိရင်တင်းတဲ့ဘုရားရှိတယ်နှုတ်ကပတ်တော်ရှိမရှိပဲလို့သိမလဲ
နှုတ်ကပတ်တော်ကိုသုံးခြင်းအပြင်သိတာဖြစ်တယ်နော်ဆရာဒီကိုလာတဲ့အခါမှာ Ferrari ပြိုင်ကားဒါမှမဟုတ် Lamborghini ပြိုင်ကားဒီကနေပြီးတော့ပတ်တန်ပေါင်း50လောက်တန်တဲ့ကားနဲ့လာမယ်ဒါမှမဟုတ် helicopter ကိုပိုင် helicopter နဲ့လာမယ်ဆိုရင်ဆရာဝတ်ထားတဲ့ Rolex နိုင်ကတန်30လောက်တန်တဲ့နိုင်ဆိုပါတော့ပတ်1500ပေးရပါတယ်ဥပမာပြောပြတာတန်50လောက်တန်တဲ့နိုင်နဲ့ဆရာကလာတယ်ဆိုရင်ဆရာကဘယ်လိုမြင်မလဲဟာအရန်ကျွယ်ဝချမ်းသာတဲ့ဆရာပါလားရှိတာကိုသုံးခြင်းအပြင်ရှိခြင်းကိုမသိရဘူးလားသိရတယ်တစ်ချိန်ခါတော့ကျွန်တော်ဗမာပြည်ကလေရှိနေအစိုးရသိမ်းမှာကြောက်လို့ရှိတာကိုမသုံးရဲပြီးတော့နေရတဲ့တထေးတွေဘဝကြုံခဲ့ဘူးမှာဖြတ်တန်းခဲ့ဘူးမှာပါနော်ဘာမှမဝယ်ရဲဘူးမသုံးရဲဘူးရှိုင်းမိတ်ဆွေတယောက်ဆိုရင်အဲ့တော့ကဒီ Nissan 120Y ဆိုတဲ့ကားလေးစပေါ်တဲ့အခါမှာ James Bond ကားမှာအဲ့ဒီကားခါတဲ့ stunt ပြလိုက်တဲ့အခါမှာအဲ့ဒီကားအရင်နာမည်ကြီးသွားတယ်အဲ့ဒီကားအခုဆိုဘာရှိမလဲကွာဒီမှာဆိုဘာမှတန်ဖိုးမရှိတဲ့ကားပါဒါပေမဲ့အဲ့ဒီချိန်ကတော့တကယ်ကိုတန်ဖိုးရှိတဲ့ကားပါအဲ့ဒီကားတစ်စီးဝယ်မိလိုက်တာနော်အာနာပိုင်ကနောက်ကနေလိုက်လာပြီးတော့သူ့ကိုဖမ်းတော့တာတိမ့်တော့တာထွက်ပြေးနေရတယ်မတုံးရဲဘူးရှိတာမတုံးရဲဘူးမရှိတယ်လို့ပဲနေရတယ်ရှိเจ้าကိုဘယ်လိုအဖြစ်သိရလဲသုံးခြင်းအဖြစ်သိရတယ်ဒီနေ့ဆရာပြောချင်တဲ့အရာကဖယားသခင်ရဲ့ကျွန်တော်ထဲမှာရှိတဲ့ဖယားသခင်ဘုံနော်ဘယ်သူကမှမပေးဘူးတဲ့ဒါပေမဲ့ဒီမောရှေကိုဘာပြောလဲဆိုလို့ရှိရင်မောရှေကဖယားဘုံကိုအရင်မြင်ချင်တဲ့အခါမှာမောရှေငါဖြတ်သွားတဲ့အခါမှာမင်းကငါကြောက်ကြားထဲမှာငါထည့်မယ်ငါမျက်နှာကိုဘယ်သူမှမတွေ့ရတဲ့ငါမျက်နှာတွေ့လို့ကသေရမယ်ငါဖြတ်သွားတဲ့အခါမင်းရဲ့မျက်နှာကိုငါလက်နဲ့ငါအုပ်ထားမယ်ငါကြော်ဖြတ်သွားမှငါကြောကိုမင်းမြင်ရမယ်အဲ့လောက်ကြီးမားတဲ့ဘုရားရဲ့ဘုံဒီနေ့သခင်ယေရှုခရစ်တော်တည်ဟူသောကြောက်အပေါ်မှာကျွန်တော်ကိုရခိုင်းတယ်အဲ့ဒီကြောက်ပေါ်မှာအသက်တာတည်ဆောက်ခိုင်းတယ်ဟာလေလုယာကျွန်တော်လုံးသားအထင်းမှာဘုရားကကျင်းဖို့မယ်ယုံကြည်ခြင်းအပြင်ဘုရားခင်ဝိညာဉ်ကတော့စလုံးထဲမှာကျင်းဖို့ရဲ့ရှိတော်မူ၏ယေရှုခရစ်တော်ဘုရားခင်ကိုယ်တိုင်ကျွန်တော်တို့မှာကျင်းဖို့မယ်ဆိုရင်ခုနတည်တတ်တဲ့တရားတော်မှာကျွန်တော်မောရှေမျက်နှာကိုအဲ့လိုထွန်းပစေခြင်းလေဆိုရင်မတည်တတ်တဲ့ပရိတရားယေရှုရဲ့မျက်မှောက်တော်ကျွန်တော်ထဲမှာရှိမယ်ဆိုရင်တာ၍ထွန်းပမှာဖြစ်တယ်တဲ့အာမင်ဆိုတော့အဲ့ဒီအရာကိုဒီနေ့ဘုရားသခင်ကအတူရှိကြောင်းကိုကျွန်တော်တို့နဲ့အတူရှိကြောင်းကိုထင်ရှားစေခြင်းနဲ့ဘုရားဖြစ်တယ်ဘုရားကဘုသူ့ရဲ့ဘုန်းကိုမပေးဘူးဆိုတော့ဘုရားက total glory လို့ခေါ်တယ်ဘုရားကဘုန်းရှိတယ်မြတ်ဘုသူ့မှာမပေးဘူး share မလုပ်ဘူးဒါပေမဲ့ကျွန်တော်တို့ကိုပေးတဲ့အရာကကျွန်တော်တို့ share glory အပိုင်းအစပေါ့နော်ကျွန်တော်တို့တပိုင်းတစ်စကျွန်တော်တို့ကိုသူ့ရဲ့ဟာအနေငယ်ကိုကျွန်တော်ကိုပေးထားတဲ့အရာကျွန်တော်အပြည့်လူတွေသူ့ကိုမြင်လာဖို့ကျွန်တော်အပြည့်လူတွေတက်တည်ထင်ရှားရှိဖို့ရတဲ့ဘုရားကပြုတော်အမှုဖြစ်တယ်ဟေရှာယ40နှစ်အငယ်8မှာငါသည်ထာဝရဘုရားဖြစ်၏ငါနာမသည်ငါနာမဖြစ်၏ငါဘုန်းကိုအခြားသောသူအ၎င်းငါအတရေကိုရုပ်တုစင်တုတို့အ၎င်းငါမပေးတဲ့ဒါပေမဲ့တမတိရောက်လာတဲ့အခါမှာတာ၍ကြီးသောဘုံယုံကြည်သူတွေဘလောက်ကျေးဇူးကြီးတယ်ဆိုဆရာပြောတော့မယ်ယောဟန်ခန်းကြီး7အငယ်23ယောဟန်ခန်းကြီး7အငယ်23ယောဟန်ခန်းကြီး7အငယ်23ဟုတ်ပြီတင်237အငယ်23ဟုတ်ပြီတင်3ကိုတော်ဒီလဲအကျွန်ုပ်၌ရှိတော်မူသောအားဖြင့်သူတို့သည်တလုံးတဝတီးဖြစ်၍တလုံးတဝတီး၌စုံလင်စေခြင်းငါ၎င်းကိုတော်သည်အကျွန်ုပ်ကိုစေတော်မူကြောင်းနှင့်အကျွန်ုပ်ကိုချစ်တော်သူကဲ့သို့သူတို့ကိုလည်းချစ်တော်မူကြောင်းကိုလောကီသားတို့သည်တည်စေခြင်းငါ၎င်းကိုတော်သည်အကျွန်ုပ်အားပေးတော်မူသောဘုန်းအတ္တိကိုအကျွန်ုပ်တို့သည်သူတို့အားပေးတော်မူပါပေးပါပြီကျွန်တော်တို့အချင်းချင်းတယောက်တယောက်တလုံးတဝတီးရှိစေဖို့ခမည်းတော်နဲ့တာတော်ယေရှုတလုံးတဝတီးဖြစ်ကြောင်းကိုတက်တည်ထူဖို့လောကသားတွေကကျွန်တော်တို့နဲ့ဘုရားခင်တလုံးတဝတီးဖြစ်ကြောင်းသိစေဖို့ရအတွက်ဘုရားရဲ့ဘုန်းကိုကျွန်တော်တို့ကိုပေးမယ်နောက်တစ်ခုကဘလောက်ထိယေရှုကြီးတယ်လဲဆိုရင်ဟေဘရဲအခန်းကြီး7တခန်းလုံးကယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အခန်းဖြစ်တယ်ကဘာဦးကကာဣဒနဲ့အာဘေလကစပြီးတော့ကျွန်တော်တို့ဒီနောက်ဆုံးဒီတမန်တော်တွေထည့်ယုံကြည်သူတွေအကြောင်းကိုမှတ်တမ်းတင်ထားတာဖြစ်တယ်ဟုတ်ပြီနော်ကာဣဒနဲ့အာဘေလအာဗြဟံရဲ့အာဒမ်ရဲ့သားနှစ်ယောက်က
အာဘေလပူဇော်တဲ့ရက်ကိုဘုရားကလက်ခံပြီးတော့ကာဣနပူဇော်ရက်ကိုဘုရားကမနစ်သက်ဘူးတဲ့လက်မခံဘူးဘာကြောင့်လဲအာဘေလဒီယုံကြည်ခြင်းအပြင်ရက်ကိုပူဇော်တယ်တဲ့ကာဣနကြတော့လက်မခံတဲ့အခါမှာဘုရားက second chance ပေးတယ်နော်ညှိနေတဲ့တိုးတငယ်တကောင်ကိုပေးပြီးတော့ကာဣနမင်းကကောင်းသောအမှုကိုမလုပ်နိုင်ရသလိုတဲ့မင်းလုပ်ချင်တယ်ဆိုရင်ငါမြစ်တဲ့ပြင်ဆင်ထားပေးပါတယ်ဒါပေမဲ့ကာဣနပူဇော်တယ်လို့မကြားရဘူးနော်လူသက်သမားဘဝနဲ့ထွက်ပြေးရတယ်ပြောချင်တာကဘုရားသခင်ကယုံကြည်ခြင်းနဲ့ပြုသောအမှုကိုလက်ခံသောဘုရားတော့ယုံကြည်ခြင်းကဘယ်တော့အရေးကြီးတယ်လဲဆိုတော့မှရှေးဘိုးဘေးတွေကယုံကြည်ခြင်းသူရဲ့ကောင်းတည်ဖြစ်တယ်အာဗြဟံဆိုရင်တော့ယုံကြည်ခြင်းရဲ့ဖခင်လို့တောင်မှမတန်တရားလောက်အောင်သူ့ကိုဖြောက်မှတော့သူယုံကြည်ခြင်းဖခင်လို့တတ်မှတ်ထားတာဖြစ်တယ်နော်အဲ့ဒီလာကကျွန်တော်တို့အငယ်40မှာ39ရင်ဖတ်ရအောင်ဟေဘရဲ7:39ဟုတ်ပြီခဏနားထိုသူအပေါင်းတို့ဒီဆိုရှေးဘိုးဘေးယုံကြည်သူတွေယုံကြည်ခြင်းသူရဲ့ကောင်းတွေကိုပြောတာဟုတ်ပြီနော်အာဘေလကစအာဗြဟံဣဇက်ယာကုပ်အားလုံးတို့ရဲ့ယုံကြည်နိုအေဘယ်လိုယုံကြည်ခြင်းနဲ့တင်မောဆောက်ခဲ့တယ်အင်းနောက်ဘယ်လိုယုံကြည်ခြင်းနဲ့ဖြတ်တဲ့ရှောက်လာခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုအဲ့ဒီလူတွေကယုံကြည်ခြင်းအဖြစ်ဗာလဲချီးမွမ်းခြင်းတို့ရောက်တယ်မတန်တင်ထားတယ်ဒါပေမဲ့ဂတိတော်အတိုင်းအကျိုးကျေးဇူးကိုတော့မခံရကြသေးဘူးတဲ့နော်ဆက်ပါမယ်အဘယ်ကြောင့်ဒီဟူမူကားထိုသူတို့သည်ငါတို့မပါဘဲစုံလင်ခြင်းတို့ရောက်ရမရောက်ရပြန်အကြောင်းဘုရားသခင်သည်ငါတို့အဖို့တို့ငါတာ၍မြတ်သောကျေးဇူးတော်ကိုကြံစီတော်မူပြီးကျေးဇူးကိုကြံစီတော်မူပြီးတော့အခုခေတ်ကာလကျေးဇူးတော်ကာလဒီကာလမှာဘုရားသခင်ရွေးကောက်ခြင်းခံရတဲ့တင်းနဲ့ကျွန်တော်ဘလောက်ကျေးဇူးကြီးတယ်လဲဆိုတာကိုဆရာဒီနေ့မိမောင်းထိုးပြတာနားလည်စေချင်တယ်နော်ဆိုတော့အဲ့ဒီယုံကြည်ခြင်းကဘယ်သူမှမစုံလင်ခဲ့ပေမဲ့ယုံကြည်ခြင်းကိုဘယ်သူကစုံလင်စေခဲ့လဲဆိုရင်သခင်ယေရှုခရစ်တော်ဘုရားကစုံလင်စေခဲ့တာဖြစ်တယ်ဟေဘရဲ7အငယ်1ကိုသွားမယ်စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အံ့ထိုသခင်သည်မိမိရှေ့၌ထားသောဝါမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမှတ်ပဲလက်ဝါးကားတိုင်း၌ခံပြီးမှဘုရားသခင်ပလင်တော်လက်ရဘက်၌ထိုင်နေတော်မူ၏ဒီမှာအဓိကဆရာပြောချင်တာကယုံကြည်ခြင်းကိုအစအဦးစီပြီးစုံလင်စေတာကဘာလို့လဲရှေးဘုရားကစုံလင်စေခဲ့လားချီးမွမ်းပွေတော့ဟုတ်ခဲ့တယ်ဒါပေမဲ့မစုံလင်စေခဲ့ဘူးဒါပေမဲ့တကယ်ယေရှုခရစ်ကတော့အဲ့ဒီယုံကြည်ခြင်းကိုစုံလင်စေခဲ့တယ်အဲ့ဒီစုံလင်စေတော့တကယ်ယေရှုခရစ်တော်ဘုရားတကယ်ကိုဗာလဲရှေ့ရှေ့ထောက်ရှုကြကုန်အပ်ခရစ်တော်ကိုရှေ့ရှေ့ကြည့်ပါဆိုတာက focus လုပ်ပါဆိုတာကနှုတ်ကပတ်တော်ဂတိတော်ကို focus လုပ်ပါရှေ့ရှေ့ကြည့်ပါလို့ပြောတာဖြစ်တယ်တောလေယာကျမ်းထဲမှာနော်ဒီဣသရေလမျိုးတွေကတောထဲမှာကျင်လည်စဉ်ကာလမှာညီးတွားပစ်တင်ပြီးတော့စားရတဲ့အစားစားလဲအရသာမရှိဘူးရေကလည်းမလုံတော့ဘူးငါတို့ကိုဥကင်းထဲမှာနေရတဲ့အခါမှာအမေသားစားသေးတယ်အခုတောထဲမှာငါတို့တေဖို့ခေါ်လာတာလားလို့အမျိုးမျိုးညီးတွားပစ်တင်တဲ့အခါမှာဘုရားသခင်ကမီးမွေစေလို့ပြီးတော့သူတို့ကိုမီးမွေပေါက်တပ်ပြီးတေစီခဲ့တယ်အဲ့ဒါကမှမောရှေကကိုစားပြုဆူတောင်းတဲ့အခါမှာမောရှေကလည်းတကယ်ကိုလောကကြီးမှာလေအသိမွေဆုံးသောသူလို့မတန်တင်ထားတယ်နော်ဒါပေမဲ့ဣသရေလမျိုးတွေကဘလောက်ထိဆိုးတယ်လဲဆိုရင်ပညာတော်စေပါပါတဲ့ကြောက်တဲ့ပြားကိုယူပြီးပြန်လာတဲ့အခါမှာအောက်မှာဘာလို့နေကြပြီလဲနွားတငယ်ရုပ်ကိုကင်းကျင်းနဲ့ရေးပြီးရွှေတဲ့တုံးတော်မျိုးကိုးကွယ်နေကြပြီမောရှေဒေါသထွက်တယ်ကြည်စမ်းဒါလို့စိတ်ရှိတဲ့ကပောင်မှာအသိမွေဆိုးဆိုတဲ့မောရှေကမရတော့ဘာလို့လဲပေါက်ခွဲလိုက်တယ်ဒါပေမဲ့ဘုရားခင်ကအဲ့လိုဖောက်ပြန်ပြမတဲ့အခါမောရှေကကိုစားပြုဆူတောင်းတဲ့အခါမှာမောရှေဘယ်လောက်တောင်းလဲကိုတော့ဒီလူတွေကိုတောထဲမှာတပ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့နာမည်ကိုလည်းကောင်းကင်အသက်ဆင်းဆောင်ကနေဖျက်လိုက်ပါတဲ့ဟာပြောခဲ့တယ်နော်ဒါတော့ကောင်းတဲ့ခေါင်းဆောင်ရှာလို့မတွေ့ပါဘူးနော်ဒီနေ့ကျွန်တော်သာဆိုရင်အဲ့လိုဆုံးဖြတ်ချက်ချနိုင်ပါမလားသူရင်ဆိုင်နေတာကတာမညလူမဟုတ်ဘူးလေသူ့ကိုတောထဲမှာမိအပြင်ခေါ်ခဲ့တဲ့တန်ရှင်းတဲ့ဖခင်တကိုးကြီးသောဖခင်
ဖယားလို့နာမတော်မခေါ်ရဲတော့အောင်ကြီးမြတ်တဲ့ဖယားကို तू ကပြောနေတာဒီလူတွေကိုဖျက်ဆီးမယ်ဆိုရင်တော့တဲ့ကျွန်တော်ဒီနာမည်ကိုလည်းကောက်ကတက်စစ်ဆောင်ကနေဖျက်လိုက်ပါတော့ဒီနေ့ခေါင်းဆောင်ဆိုတာရှေ့မှာအသေးခံရေးတော့သူဖြစ်ဖို့လိုတယ်အာမင်ခရစ်တော်ဒီငါတို့အတွက်အသေးခံခဲ့တာဖြစ်တယ်ငါတို့အတွက်ငါတို့ရှောက်ရမယ်လမ်းကိုခရစ်တော်ကအရင်ရှောက်ခဲ့ပြီးပါပြီနော်ကျွန်တော်တို့ခက်ခဲကြုံတွေ့ရတဲ့အရာတွေကိုခရစ်တော်ကအရင်ကြုံတွေ့ခဲ့ရပြီးပါပြီနောက်ခရစ်တော်ဖြစ်တဲ့ကျွန်တော်တို့အကောင်းဆုံးသောဆန္ဒမူနာအကောင်းဆုံးသောခေါင်းဆောင်အကောင်းဆုံးသောသခင်အကောင်းဆုံးသောဖခင်ဟာလေလုယာအဲ့လိုဖြစ်လာတဲ့ခါမှာကြေးဝါနဲ့ငွေရုပ်ကိုနှုတ်ပြီးတော့ထောင်ထားလိုက်ပါမိမွေပေါက်ပြီးတော့တေရမဲ့လူတွေကအဲ့ဒီထောင်ထားတဲ့ကြေးဝါငွေရုပ်ကိုကြည့်ရုံပဲကြည့်အသက်ချမ်းသာရမယ်ဒါဖခင်ရဲ့သတ်မှတ်ချက်ကြည့်ရုံပဲကြည့်အဲ့ဒီကိုကြည့်ရင်ငါအနာပြောက်မလို့ယုံစရာမလိုဘူးမျက်လုံးနဲ့အာယုဆက်လိုက်တာနဲ့ကြည့်လိုက်တာနဲ့တည်ခြင်းကနေလွတ်မယ်ပြောတဲ့အတိုင်းလွတ်လားလွတ်တယ်ဒါကြောင့်မို့ဒီနေ့ကျမ်းမာရေးဌာနတွေမှာငွေနှကောင်လေးခွေတာအဲ့ဒါပါလေအဲ့ဒီကနေလာတာနော်အဲ့ဒီငွေကိုကြည့်ရင်အသက်ချမ်းသာရမယ်ဆိုတော့ကျမ်းမာရေးလက္ခဏာအဲ့ဒီကစလာတာဖြစ်တယ်တနည်းအားဖြင့်ဒီကင်ယေရှုတော်ဘုရားငါတို့အတွက်လည်းဝါကားတယ်မှာအသေးခံခြင်းကိုယုံကြည်သောသူတိုင်းထာဝရအသက်ရမယ်ဆိုတဲ့အရာကိုရှေးကလေးကအရေးပြခဲ့တာစပြီးတော့ကြိုတင်ပြီးတော့ကျွန်တော်တို့ပြောပြခဲ့တာဖြစ်တယ်ဆိုတော့ဒီနေ့ဆရာကအဓိကပြောချင်တဲ့အရာကအဲ့ဒါလောက်ကြီးမားတဲ့အရာကိုဒီနေ့ဘုရားခင်ကတင်းတဲ့ကျွန်တော်ကိုပေးပြီးတိတဲ့အခါမှာတာ၍ဝမ်းမြောက်ဖို့ဘုရားကိုတာ၍ချစ်ဖို့ဘုရားတို့တာ၍အသက်ရှင်တတ်တော်သူဖြစ်ပါစေသင်ဘယ်ဘက်တော့တင်ဒီဘုရားခင်ဘုန်းကိုတည်ဆောင်တော်သူဖြစ်တယ်ဘုရားတင်တဲ့အတူရှိတော်သူဖြစ်တော့သင်ရှိမှာဘယ်သူမှမရမတည်ရနော်ကိုကရက်တည်ရဲတော်ဖြစ်ဖို့လိုတယ်ခါတော့ဆရာရဲ့မိတ်ဆွေဂျိုဇက်ဆိုတာနိုင်ဂျီးရီးယားကဖြစ်တယ်တနေ့သူ့ကိုပြန်နေစကားပြောတယ်မင်းကိုငါဟောင်ကောင်ကိုပို့မယ်တဲ့မင်းသွားပါလို့ပြောတော့သူကပြန်နေစကားကြားလို့သူဟောင်ကောင်ကိုသွားတယ်ဟောင်ကောင်ဒီစိတ်ကလေမြမောဆင်းပြီးတော့ immigration လေးရောက်တော့ immigration အရာရှိကသူ့ဘာပြောဆိုငါမင်းကို visa မပေးနိုင်ဘူးတဲ့အခုမင်းရှိတဲ့လင်ပြန်လဲပြန်လှည့်ပြီးတော့မင်းပြန်သွားပါတယ်ဝင်ခွင့်ငါမပေးနိုင်ဘူးတဲ့အဲ့ဒီခါမှာ तू ကဒီနိုင်ဂျီးရီးယားမှာဆိုချင်းသေးတွေတအားပေါ်တယ်လေချင်းသေးနဲ့တင်ရုတ်တရက်တော့မှလမ်းမှာတွေ့ကြပြီဆိုရင်ထွက်ပြေးလို့မလွတ်ဘူးထွက်ပြေးတာကြောလက်တာမြင့်ခုံအုပ်တော့မယ်ဘာလို့မချင်းသေးကိုစစ်ရဲဝတ်တဲ့မျက်စိနဲ့ကြည့်လူရဲ့ရဲဝတ်တဲ့မျက်စိနဲ့ကြည့်ရင်ချင်းသေးကမခံနိုင်ဘူးတဲ့ခွေးပါပီလေးလိုပဲအမီးကုတ်ပြီးတော့ထွက်သွားလိမ့်မယ်ဒီအကြောင်းက तू ကတိထားတော့အဲ့ဒီအရာရှိကို तू စစ်ကြည့်ပြီးတော့ तू လုံးဝကြောက်တဲ့စိတ်မရှိဘူးအရာရှိကြီးငါဖခင်ကငါ့ကိုဟောင်ကောင်ကိုသွားပါလို့ပြောတော့ငါလာတာဖြစ်တယ်မင်းငါ့ကိုဗီဇာပေးကိုပေးရမယ်ဟာအာနာနဲ့ပြောတာနော်ကျွန်တော်တခါအဲ့လိုအချိန်မျိုးကြုံတွေ့ကျွန်တော်ဘာဖြစ်လဲရုပ်ပြက်တင်ငယ်သွားတယ်ကြောက်စိတ်ရှိသွားတယ်ဖခင်အလုပ်လုပ်လို့မရဘူးရဲဝံ့ဆိုတာယက်တည်ရရတယ်အာမင်ဖခင်အတန်ကြားတယ်ဖခင်စီလွတ်တယ်စီတာတယ်အိစာမရှိဘူးစီကြည့်ပြီးတော့ငါဖခင်ငါ့ကိုစီလွတ်တယ်ငါဖခင်ငါ့ကိုဒီကိုဝေးရမယ်လို့ပြောမင်းငါ့ကိုဗီဇာပေးကိုပေးရမယ်ဟာအဲ့လိုကြောင်သွားတယ်သူကြည့်ပြီးတော့အေးကောင်းပြီတဲ့မင်းငါဗီဇာတည့်ရပဲ24နိုင်ပဲငါပေးမယ်တဲ့နှစ်တည်းပြထွက်ရမယ်ရတယ်ဒီ24နိုင်ဗီဇာနဲ့သူဝင်သွားတယ်စီစဉ်ပြီးတော့သူပြန်သွားတယ်နောက်တစ်ခါပြန်လာတဲ့ခါမှာနေပေါင်းများစွာဟောင်ကောင်မှာဖျက်ခင်အတွက်အစီကံခဲ့တာဖြစ်တယ်ဆရာပြောချင်တာကကြုံတွေ့လာတဲ့ခါမှာရန်သူနဲ့တွေ့တဲ့ခါမှာစာတန်နဲ့တွေ့တဲ့ခါမှာလုံးဝကြောက်တဲ့စိတ်မရှိဘဲနဲ့စစ်ကြည့်ပါတင်းရဲ့မျက်စိထဲမှာတင်းရဲ့အထက်ကဂိုးဘိတ်တိတ်ကမျက်စိထဲမှာပေါ်တယ်စာရမဏတိတယ်နော်တင်းနဲ့သူဘုရားရှိကြောင်းစာရန်တိတယ်နော်တင်းကဝိညာဉ်တော်ပြည့်တဲ့ယုံကြည်သူလားတာမန်ယုံကြည်သူလားစာရမဏကောင်းသိတယ်တာမန်ယုံကြည်သူတွေကိုစာရန်ကမကြောက်ဘူးဝိညာဉ်တကိုးနဲ့ပြည့်တဲ့ဝိညာဉ်ဖြတ်တဲ့ဘုံရှိတဲ့ဖြတ်တဲ့ဘုံကိုစောင့်တယ်လို့ဆိုရင်စာရမဏကကြောက်တယ်တို့သိတယ်နော်ဆရာအိမ်မှာတစ်ခေါက်ဆရာရဲ့အတိအယောက်ပေါ့နော်အမျိုးနာမည်တော့မပြောတော့ပါဘူးလာတဲတဲ့ခါမှာသူကရုတ်တရက်ကြီးကျွန်တော်ဆရာတို့ကအပေါ်မှာဖျားရှိခိုးနေတယ်ခေါ်ပါဆိုမလိုက်လာဘူးမတက်လာဘူးနော်9မိနစ်10မိနစ်လည်းတက်မလာတော့ဘာဖြစ်လဲဆရာကသူ့ကိုစဉ်းစားလိုက်တဲ့ခါမှာယူပါုံထဲမှာအဲ့ဒီအမျိုးသမီးကိုဆရာတွေ့တယ်သူ့မျက်လုံးကဖန်မျက်လုံးလိုပဲဖြူပြီးတော့ဟာတောက်ပပြီးတော့လေဟိုဘယ်လိုခေါ်မလဲတရေစာရန်စီးတဲ့မျက်နှာဖြစ်နေပြီအဲ့ဆရာကတီးတဲ့အခါမှာ
ချက်ချင်းယေရှုနာမနဲ့အဲ့တော့ဖယ်ရှားပြီးတော့တယောက်ဆင်းသွားလိုက်တယ်ဆင်းသွားပြီးတော့ခေါ်လာတဲ့အခါမှာယေရှုနာမဆွမ်းတဲ့ကပျောက်သွားတယ်သူတတိယကမှာသူဘာပြောလဲဆိုရှင်သူ့ရဲ့ယူပါုံထဲမှာတဲ့သူကအိမ်ကနေထွက်သွားပြီလား7-11သူသွားတယ်တဲ့အပြန်မှာငကားလိုကောင်ကသူ့နောက်ကနေလိုက်လာပြီးတော့မီးနဲ့မုတ်တဲ့အခါမှာ तू ကဘာဖြစ်မှန်း तू မသိလိုက်ဘူးတဲ့အဲ့ဒီအခါမှာစာတမန်ကပြောဒီအိမ်မှာတဲ့ငါကကျွန်တော်ရဲ့ရောက်မှတော်ဝါယူနဲ့ဆရာတူကြနေရာကိုပဲငါကြောက်တယ်ကျွန်တော်လူငါမကြောက်ဘူးတဲ့ပြောချင်တဲ့အရာကဝိညာဉ်တကိုဝိညာဉ်တော်နဲ့တွာလာတဲ့လူဆိုရင်စာတမန်ကမကြောက်ဘူးလားကြောက်တယ်ဟာလေလုယာတောင်းတင်တို့အသက်တာမှာယုံကြည်သူဖြစ်လာတဲ့အခါမှာဖခင်ရဲ့ဗိတ်သိက်ဖခင်ရဲ့ဝိညာဉ်ရှိခြင်းနဲ့တွာလာတတ်ဖို့အရေးကြီးတယ်နော်ဒါကြောင့်တမန်တော်ဝတ္ထုထဲမှာအခန်းကြီး8အငယ်14မှာရှမာရိမြို့မှာရှိတဲ့ယုံကြည်သူတွေကနှုတ်ကပတ်တော်ကိုလည်းခံယူပြီးတခင်ယေရှုနာမနဲ့လည်းဗတ္တိဇံမင်္ဂလာခံပြီးပြီဒါပေမဲ့သူတို့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်တက်ရောက်ခြင်းလားမတက်ဘူးလားမသိဘူးတဲ့အဲ့ဒီအခါမှာတမန်တော်တွေရောက်လာပြီးသူတို့ပေါ်လက်တင်ပြီးဆုတောင်းတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကိုခံရပြီးတော့အမျိုးမျိုးသောဘာသာစကားပြောကြတယ်နော်ဝိညာဉ်တော်ဆုချီးဆုတွေကိုရကြတယ်တော့ယုံကြည်သူဆိုတာကတကိုးနဲ့ပြည့်တော်တဲ့ဘုရားဘုန်းကိုတည်ဆောင်တော့အသက်တာတာ၍ကြီးတော့ဘုန်းကိုနားလေတော့တာ၍ကြီးတော့ဘုန်းနဲ့မောရှိထက်တာ၍ကြီးတော့ဘုန်းကိုဆောင်တော်သူများဖြစ်တယ်ဆိုတဲ့နှုတ်ပတ်တော်အပြင်သိစေချင်ပါတယ်နော်ဒါကြောင့်မို့ငါစီမှာဘုရားရဲ့ဝိညာဉ်တော်ရှိသလားမရှိဘူးလားမသိသေးရင်တင်မရှိလို့ဟုတ်တယ်ကဲတဲ့ပတ်ဆိုင်တဲ့မပတ်ဆိုင်ရှိမရှိတင်သိလားသိတယ်ဆိုမြတ်အဲ့ပတ်ဆိုင်ရှိလို့ပဲအာမင်ဆိုတော့ဒီနေ့ကျွန်တော်တရားမှာတန်ရှင်တော်ဝိညာဉ်တော်တကိုးကိုခံယူပြီးတော့မှလောကကြီးကိုတွားကြရအောင်ဘုရားသခင်ရဲ့သားတော်မှာတပါအဘယ်သူသည်လောကကိုအောင်နိုင်တယ်။လောကကိုအောင်ခြင်းအကြောင်းကငါတို့ဤယုံကြည်ခြင်းပေသည်ခရစ်တော်ပြုခဲ့တဲ့အရာအားလုံးငါတို့ယုံပြီးတော့အဲ့ဒီယုံကြည်ခြင်းကငါတို့လောကကိုအောင်စေတာဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်တကိုးနဲ့တွားလာခြင်းကလောကကိုအောင်စေတာဖြစ်တယ်။ဝိညာဉ်တော်ကကျွန်တော်ကိုအမြဲတမ်းကူမမဲ့ဘုရားဖြစ်တယ်။ He is a helperကူမမဲ့ရှင်ဖြစ်တယ်အာမင်ဒါကြောင့်ခရစ်ယာန်အားလုံးကျွန်တော်တို့ပြန်ပြီးဆက်ကပ်ကြရအောင်နော်တန်ရှင်တော်ဝိညာဉ်တော်တကိုးခံယူကျွန်တော်တို့ညရှိကိုလာပါနော်ရှိမရှိမသိတဲ့လူတွေနော်ဒီနေ့လောကဘတော်တကိုးခံယူကိုလာပါဖခင်တင့်ကိုပေးမဲ့ဘုရားဖြစ်တယ်ဆိုးသောမိဘတွေပြင်တားပြီးတော့အလွဲမပေးဘူးတဲ့မုံကိုတောင်းရင်ကြောက်ခဲပေးတဲ့အဖေမရှိဘူးငါးကိုတောင်းရင်မွေပေးတဲ့အဖေမရှိဘူးဥကိုတောင်းရင်ကိမိကောက်ပေးမဲ့အဖေမရှိဘူးတဲ့ဒီနေ့ကောင်းကင်ဘုံကိုဘုရားသခင်ငါတို့ကိုတန်ရှင်တော်ဝိညာဉ်တော်မပေးပဲမနေပါဘူးတဲ့။ဒါကြောင့်ဒီနေ့လာတဲ့အခါမှာထိုတကိုးပိတ်တာ၍ကြီးသောဘုန်းကိုရယူပြီးတော့မှပြန်ဖို့ရတဲ့ဆရာဖိတ်ခေါ်ပြရစီ။